ပွဲတစ်ပွဲမှာမိတ်တကယ်လို့ရင်90ရာခိုင်နှုန်းအနိုင်သေးကြတယ်မိတ်ရော experience ရော Roma ရောသူတို့လောက်ကိုသူတို့တကယ်သာလုံနေရဆိုလို့ရှိရင်90ရာခိုင်နှုန်းလောက်အနိုင်သေးကြတယ်အဲ့တော့ဂျန်ငယ်ရောဂိုးလင်းရောပေါင်းမှာ10ရာခိုင်နှုန်းပဲလားလို့မေးစရာရှိပါတယ်ဟုတ်ပါတယ်ပွဲတစ်ပွဲကိုကယ်ရီမှာဂျန်ငယ်နဲ့ဂိုးလင်းဆိုပေမဲ့ခုနပြောခဲ့တဲ့ Roma တွေ experience တွေနဲ့မိတ်တွေသာသူတို့တာဝန်ကိုသူတို့မကြည့်ဘူးဆိုရင် brother တို့ဂိုးလင်းတွေနေနဲ့ကယ်ရီခွင်းအောင်ရမှာမဟုတ်ပါဘူးဂိုးလင်းမှာ favorite hero ကြီးကင်ပြီးတော့ကြီးကြိုက်ဘူးတယ်မလား brother တို့အဲ့ favorite hero မကင်နဲ့လို့လားမဟုတ်ပါဘူးအားလီနိုင်ငံရတာတွေပတ်တယ်မှာပြစ်ခွင့်မရတာတွေကြောင့်ပါအဲ့တော့ brother တို့ကိုနောက်ဆုံးအကြံပေးချင်တာဆိုလိုလုံးဝမစော့ပါနဲ့တွဲဆော့မဲ့သူမရှိဘူးဆိုရင်ဂိမ်းထဲမှာတွေ့ရဲကိုနဲ့ roll မတူပဲတေချာစော့နေတဲ့သူတွေကိုကိုကစပြီးတော့ front up ပါတွဲဆော့ဖို့ပြောပါမိုဘိုင်းလက်ရဆိုတာတေချာစော့ရင်တော်တော်လေးစော့လို့ကောင်းတဲ့ဂိမ်းဗျ